မဟောဒရာပညာရှိနှင့်သူဤပညာစွမ်းအားအပိုင်း12မေရီလာမြို့ကိုဝန်ရံထားတဲ့18ခေါမဏီရှိတဲ့တရားတော်သောမင်းနှင့်ဥဆောင်ချီတက်လာတဲ့သုလနိပြမရမင်းရဲ့စစ်တပ်ကြီးဟာအမှန်တရားကိုမဆုံးဖြတ်နိုင်ပဲအတန်နောက်လိုက်ပြီးတော့ဖျို့ဖျဲနဲ့ပြိုကွဲပြီးဆုတ်ခွာသွားတဲ့အနေအထားမျိုးရောက်တယ်လူလောကလူတွေဟာကအမှန်တရားကိုတည်တည်ချာချာလေးလာစူးစမ်းလေမရှိကြဘူးအတန်ကြားတဲ့နောက်လူတွေဟာလက်ညဖြန့်ညတာဖြစ်တယ်ပါတယ်လို့ပြောလိုက်တာနဲ့တပြိုင်နက်ကျန်တဲ့လူတွေကဟုတ်မဟုတ်ကိုစစ်စစ်ခဲတယ်ဒီကနေ့ခေတ်မှလည်းဒါပဲနော်လူဆိုတာအတန်ကြားတာနဲ့ပဲယုံကြည်တတ်တယ်အဲဒါကြောင့်မို့လို့တချို့အရာတွေကမဖြစ်တဲ့ကိစ္စတွေဖြစ်သွားတယ်တကယ်ကတော့မောဒရာပညာရှိနဲ့ကေဝတ္တပုံနာကြီးတို့ဓမ္မယုဒ္ဓလို့ခေါ်တဲ့ချီးသူကိုငယ်သူကရှ िख ိုးတယ်ဆိုတဲ့ထုံတန်းစင်လာကိုရှင်းပြကြတဲ့အခါမှာတကယ်ရှ िख ိုးတာမဟုတ်တော့လည်းပဲရှ िख ိုးတယ်လို့អော်လိုက်တဲ့အတန်ကိုလူတွေဟာယုံမှတ်ပြီးတော့ထွက်ပြေးသွားကြတာဖြစ်တယ်ပေါ့လန့်ဖြန့်တာနော်ရှ िख ိုးတဲ့လူအရှုံးဆိုတော့ဗရမ ्या ကုန်းကောက်တဲ့ပုံနာကြီးကရှ िख ိုးသလိုဖြစ်သွားတဲ့အခါမှာသူတို့ဟာဆုံးရှုံးပြီးထွက်ပြေးသွားကြတယ်ဗမာသမိုင်းထဲမှာလည်းပဲဒီတိုင်းပဲရှားစွင်ထဲမှာကြည့်မယ်ဆိုရင်ပြည်မြို့မှာစကောတခြားလေတိုင်းလို့လွင့်သွားတာကိုငါစကောနဲ့လိုက်တာနဲ့ငါစကောစစ်တပ်ကြီးတက်လာပြီဆိုပြီးပြုတ်ပြက်သွားတယ်ဆိုတော့နော်ဒါမျိုးကအမှန်တရားကိုလိလာသုံးသပ်နိုင်ခြင်းမရှိပဲနဲ့အပေါ်ယံအတန်ညာကိုဖမ်းပြီးတော့ယုံတတ်တဲ့လူတွေရဲ့အကျင့်စရိုက်ကိုဖော်ပြတာဖြစ်တယ်ရှေးခေတ်ကလည်းဒီတိုင်းပဲခဏခေတ်လည်းဒီတိုင်းပဲဒီလိုဆိုလို့တော့ပေါ့နော်တကယ်စစ်ဆေးလေးလာရှိမယ်ဆိုရင်ဟုတ်မဟုတ်စူးစမ်းရအောင်မယ်အတန်နဲ့တယ်မလို့50ဇာတ်ထဲမှာလည်းပဲအခုလိုအတန်နဲ့လန့်ဖြန့်ပြီးတော့မြေပြိုတယ်ဆိုတဲ့ဇာတ်လမ်းတစ်ခုရှိတယ်လေတောင်တွေးမြောက်တွေးတွေးတတ်တဲ့ကြောက်တတ်တဲ့ယုံကလေးတစ်ကောင်ကခြုံထဲမှာအိပ်ရင်စဉ်းစားတယ်ခုချိန်မြမြေကြီးပြိုရင်ငါတို့ဘယ်လိုလုပ်မလဲဒါသူတွေးမိတာမြေကြီးပြိုရင်ဘယ်လိုလုပ်မလဲအဲ့လိုတွေးလိုက်တဲ့အချိန်မှာသူအိပ်နေတဲ့ခြုံကထပင်အသေးစားလေးတွေပေါက်နေတဲ့အောက်မှာခြုံရှိတယ်အပေါ်ကလည်းပဲအုံးရှိပင်ကြီးရရှိတယ်သူပြောလိုက်တဲ့အချိန်နဲ့အုံးရှိသီးကထလက်ပေါ်ကြွေကြပြုံးဆိုတဲ့အတန်ကြီးလဲကြာဟာမြေပြိုပြီဆိုထားပြီနော်လက်ကိုမကြည့်ရတော့မြေပြိုပြီသူတွေးတဲ့အတိုင်းဟုတ်ပြီမြေပြိုပြီဆိုပြေးလမ်းတွေးတာတွေကလည်းဘာလို့ပြေးတာတော့ဆိုဟာမြေပြိုပြီသူပြောတဲ့အတန်နောက်လိုက်ပြီးအကုန်လုံးတောထဲမှာရှိတဲ့ဆင်းတွေရောတောကျွဲတွေရောရှိသမျှသတ္တဝါတွေကမြေပြိုလို့ဆိုပြီးတော့အကုန်ထွက်ပြေးကုန်ကြဘယ်သွားကြတော့ဆိုပင်လယ်ကမ်းခြေကိုဥတီပြီးတော့ပြေးနေမြေပြိုရင်ရေထဲကိုဆင်းကြမလို့နဲ့တူတယ်အဲ့ဒီဘက်ကိုပြေးကြတဲ့အခါစဉ်းစားဉာဏ်ရှိတဲ့ဘုရားလောင်းချင်းသေးကြီးနဲ့တွေ့တဲ့အခါသူကစဉ်းစားတယ်မြေပြိုတယ်ဆိုတာမဖြစ်နိုင်ပါဘူးကဘာမြေကြီးပြိုဖို့တော့မဖြစ်နိုင်ဘူးကဘာပြိုတာတော့ဖြစ်နိုင်တာပေါ့အဲ့တော့မြေပြိုတယ်ဆိုတာဘယ်သူပြောတာတော့ဆင်မေးတော့လဲကျွဲကပြောတယ်ကျွဲမေးတော့လဲဟိုသမင်ကပြောတယ်သမင်ကမေးတော့လဲနောက်ဆုံးကြတော့ဘယ်သူတွေးခဲ့တာတုံးလို့မေးတဲ့အခါကျတော့မြေပြိုတယ်ဆိုပြီးပထမဆုံးပြေးတဲ့ယုံလေးသွားတွေ့တယ်မြေပြိုတယ်ဆိုတာဟုတ်လားဆိုဟုတ်တယ်ဘုံနဲ့တန်ကြီးချလိုက်တယ်ပေါ့အေးဒါဖြင့်သွားကြည့်မယ်အဲ့ဒီနေရာကိုမလိုက်ရဲဘူးမလိုက်ရဲမရှိနဲ့ငါကြောပေါ်တက်ဆိုပြီးတော့ချင်းလေးကခေါ်သွားပြီးသူအိတ်တဲ့နေရာပြခိုင်းတယ်
ပြခိုင်းတော့ဘာဟုတ်မှလဲထလက်ပေါ်ဩရှိတိကျွေကြတာထလက်ပေါ်ဩရှိတိကျွေကြတာ ਨੇ မြေပြိုတယ်ဆိုတဲ့စကားကိုယုံပြီးတော့တရားဝါတွေဟာအကုန်လုံးပင်လယ်ထဲမှာဆင်းပြီးရေထဲမျောကြတော့မယ်လို့အသိဉာဏ်ရှိတဲ့ရှင်သေကြီးရဲ့ကဲ့တင်မှုကြောင့်မဟုတ်ဘူးဆိုတာအကြောက်ပြေသွားကြတာဖြစ်တယ်အခုလည်းပဲရှ िख ိုးသူရှုံးစရန်ဆိုတော့ကေဝပုံနာကြီးကမောဒရာပညာရှိကအကြံဉာဏ်နဲ့လက်ထဲကိုချလိုက်တဲ့ဗရမ ्या အောက်ကျသွားတာကိုကုန်းကောက်တာကုန်းကောက်တဲ့အခါမှာတမင်အတန်မြင့်ပြီးတော့ဆရာကြီးကျွန်ုပ်ကမြည်လောက်အရွယ်ပါရှင်မခိုးပါနဲ့ရှင်မခိုးပါနဲ့လို့တမင်အကွက်ဆင်ပြီးပြောလိုက်တဲ့စကားကကျဲလောင်သွားပြီးအလုံးကလည်းပဲဟာကေဝပုံနာကြီးရှ िख ိုးနေပြီဆိုပြီးတော့ထိမ့်မရသိမ့်မရအောင်စစ်တပ်ကြီးကဖြိုးပြဲပြိုကွဲသွားဒါအတန်ကြောင့်ဖြစ်သွားတာလို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီအတန်ကြောင့်ပျက်စီးသွားတာဘယ်လောက်ထိအောင်ထွက်ပြေးသွားကြတော့ဆိုတော့ယူဇနာ3ယူဇနာလောက်ထိအောင်24မိုင်လောက်ဝေးတဲ့အရက်ထိအောင်သူတို့တက်ကြီးဟာဖြိုးဖဲဆုတ်ခွာထွက်ပြေးသွားကြတယ်ဒီလိုဆိုတာပေါ့သို့တော့ကေပုံနာကြီးကသူရှ िख ိုးတာမဟုတ်ပါဘူးမပြေးကြပါနဲ့မပြေးကြပါနဲ့သူ့အတန်မပေါ်တော့မပြေးကြပါနဲ့ဆိုတာကိုအဲ့ဒီအတန်ကိုဘယ်သူမှမကြောက်ဘူးပြေးကြဟေးပြေးကြဟေးဆိုတဲ့အတန်ကလွှမ်းသွားပြီးပြေးကုန်ကြတာလူတွေကအဲ့လိုနဲ့မိရိလာမျိုးကိုရမ်းနေတဲ့စစ်တပ်ကြီးဟာ24မိုင်လောက်ဝေးกว่าတဲ့နေရာကိုရောက်ပြီးတော့အဲ့ဒီမှာကေဝပုံနာကြီးရဲ့အတန်ကိုမနေချတဲ့အခါမှာခိတ္တရတ္တညရတ္တတဲ့အခါမှာအေးစစ်စစ်သူပြောပြအဖြစ်ပြက်အဲ့ဒီကြတော့မှဆိုပြီးတော့ဖြစ်သွားတယ်နော်ဒါဖြင့်ပြန်ပြီးတော့ခြိတက်ကြမယ်မိရိလာမျိုးပြန်ဝိုင်းကြမယ်ဒီလိုပြန်ဝိုင်းကြပြန်နော်ကမိရိလာမျိုးကိုပြန်ပြီးတော့ခြိတက်ပြီးပြန်ပြီးတော့ဝိုင်းကြပြန်တယ်အဲ့လိုဝိုင်းတဲ့အခါမှာရခင်တုန်းကနိပရိယေတွေနဲ့မအောင်မြင်ဘူးရခင်နိပရိယေတွေကဘာတွေတော့ဆိုရေကုံအောင်တောက်ရေကုံအောင်ချိုးရေကုံအောင်ဝိုင်းမယ်ဆိုတာလေချိုးရေမကုံဘူးအစာအာဟာရစပါးဆိုင်ရည်စပါးပြတ်သွားအောင်ဝိုင်းမယ်ဆိုတော့လေဆိုင်ရည်စပါးကမြို့ထဲမှာအပြည့်ထမင်းချက်เสียထင်းနေကုံအောင်ဝိုင်းမယ်လို့ဆိုတဲ့အချိန်မှာလည်းပဲထင်းနေရအပြည့်အဲ့ဒါလို့နီးတွေနဲ့အောင်မြင်မှုမရဘူးကြီးသူကိုငယ်သူကရှ िख ိုးဆိုတဲ့ထုံတန်းစင်လာနဲ့လှုပ်တာလဲလွဲချော်သွားတယ်အဲဒီတခါတော့မလုပ်မလဲဆိုရင်မြို့တွင်မြို့ပြင်အသွားလာမရှိဖြတ်လေးဖြတ်စီမံချက်နဲ့မြို့တွေကလူတွေပြင်ထွက်လို့မရဘူးအပြင်ကလူကလည်းအတွင်းမဝင်ရအောင်လေးဘက်လေးတန်ကအကျော်ဖြတ်ထားလိုက်တာပေါ့အဲ့ဒီနီးနဲ့ပိတ်ဆို့ဝန်းရံထားလိုက်တဲ့အခါမှာစိတ်ကူးကဘာတော့ဆိုရင်ပိတ်ဆို့ဝန်းရံထားတော့ကြာတဲ့အခါမှာမြို့တွေကလူတွေဟာထွက်ပေါက်မရှိတဲ့အခါစိတ်ပြက်ပြီးမြို့တွေကဖွင့်ပေးလိုက်မယ်ဆိုယုံကြည်ချက်နဲ့အဲ့လိုလုပ်တာအဲ့တော့မောဒရာပညာရှိကဒီတစ်ခါဝိုင်းတာအချိန်ကြာအဝိုင်းခံလို့မဖြစ်ဘူးသူတို့ရင်ထဲကကြောက်လန့်နေတဲ့ဖုတ်လိုက်အတန်အခြေအနေလေးမပြောက်ခင်ဘာလို့တုံးဆိုတော့ तू ကစိတ်ကူးတယ်မတ်ရှူသွေးခွဲတဲ့စနစ်နဲ့6လမ်းပြီးထွက်ပြေးအောင်လုပ်မယ်ဒါနီးတနည်းပေါ့နော်ရန်သူကိုအောင်နိုင်မှုဆိုတဲ့နီးတွေထဲမှာဘေဒဥပေဆိုတာအချင်းချင်းတယောက်နဲ့တယောက်မယုံသင်္ကာတွေဖြစ်အောင်လုပ်ပလိုက်တာမယုံသင်္ကာဖြစ်တော့တယောက်နဲ့တယောက်မယုံတော့ဟိုငယ်ငယ်တော့ဖတ်ဘူးတဲ့ရုရှားပြည်ဆိုတာဆိုတဲ့စာအုပ်လေးမှာမြန်မာလူရေးထားတဲ့စာအုပ်လေးဖတ်တော့ရုရှားပြည်ဆိုတာဆိုတဲ့အထက်မှာရေးထားတာဘာမှတ်မိတော့ဆိုရင်မင်းလူ3ယောက်ဆိုင်ပြီးစကားပြောရင်တယောက်ကထောက်လိုင်းရေးဖြစ်နေတတ်တယ်
မင်းပြောတာတွေအကုန်သတင်းရသွားပြီလူ3ယောက်ဆုံမိတာနဲ့တယောက်ကထောက်လိုင်းရေးပဲတဲ့မင်းအပြစ်ပြောလိုက်မိပြီဆိုရင်တော့အဲ့ဒီလူဖမ်းခံရပြီလို့ဆိုလို့တယ်ဒုတိယကမ္ဘာစစ်တုန်းကအဖြစ်ပြတွေကိုပြောပြအဲ့ဒီစာအုပ်လေးဖတ်ဘူးတဲ့လူရှိရင်တော့သိပါရုရှားပြည်ဆိုတာဆိုစာအုပ်ရေးထားဘာသာပြန်စာအုပ်နဲ့တူပါအဲ့ဒါလို့အုပ်ချုပ်ခဲ့တဲ့နိုင်ငံမျိုးပေါ့နော်အဲ့ဒါလို့တတ်ရှုသွေးခွဲတယ်ဆိုတာတယောက်နဲ့တယောက်မယုံသင်္ကာတွေဖြစ်ကုန်သူကသတင်းပေးလားသူက informer လားသူကထောက်လန်းရေးလားလူကတယောက်နဲ့တယောက်စိတ်မချတော့အဲ့ဒီစိတ်မချတော့အောင်ဖန်တီးတဲ့ဤစနစ်ကိုမောဒရာပညာရှိကအသုံးချပြီးတော့အခောပနိစစ်တပ်ကြီးကိုလန့်ထွက်သွားအောင်သူကနိပရိရဲ့ဆင်မြန်းတယ်စစ်မတက်ရပဲနဲ့နိုင်တဲ့ဤတွေဒါတွေကမြတ်စွာဘုရားလက်ထက်တုန်းကလည်းမြတ်စွာဘုရားလက်ထက်တုန်းကလည်းအလွန်ညီညွတ်တဲ့ဝေသာလီနိုင်ငံတော်ကြီးကိုအစတသမင်းကဝင်ရောက်ကျူးကျော်တိုက်ဖြတ်ဖို့တိုက်ခိုက်ဖို့စီမံတယ်သို့တော့အလွန်ညီညွတ်တဲ့ဝေသာလီပြည်ကြီးကိုသူတကယ်သွားတိုက်မယ်ဆိုရင်နှစ်ဖက်အသေးဆုံးကြာဆုံးတာတွေများပြီးတော့အဗ္ဗဓမ္မလူတွေတေးကြမှာဖြစ်တယ်အာတောကမင်းကြီးကာလင်္ကာတိုင်းကိုသွားတိုက်တဲ့အခါမှာလူတသိန်းဟာတုံ့ပန်းအဖြစ်ဖမ်းခံရပြီးတော့လူတသိန်းကျော်ကအသက်သေးဆုံးသွားတယ်အဲ့ဒီစစ်ပွဲကြီးမှာပေါ့နော်လူတွေရဲ့အသက်ပေါင်းများစွာသွေးချောင်းစီးသွားတယ်တသိန်းကတုံ့ပန်းအဖြစ်ဖမ်းခံလိုက်ရအဲ့ဒါလို့တေကျေပျက်စီးမှုတွေအလွန်ကြီးမားလိမ့်မယ်ဝေသာလီပြည်ကိုသွားတိုက်လို့ရှိရင်အတော်နဲ့လည်းနိုင်မှာမဟုတ်ဘူးမကရသားတွေလည်းတုံယုံသေးမယ်ဝေသာလီကလူတွေလည်းသေးမယ်နှစ်ဖက်အကြအရှုံးများစွာနဲ့စစ်ပန်းသွားမှာပဲရှိတယ်အဲ့ဒီအခြေအနေမျိုးကိုပြီးတော့ဝေသာလီပြည်ကိုစစ်တိုက်ဖို့ဆိုတာတာမန်လက်နဲ့အာကိုနဲ့သွားတိုက်လို့မရဘူးဗေဒဥပေလို့ခေါ်တယ်တတ်ရှုသွေးခွဲတဲ့စနစ်နဲ့အရင်လုပ်မယ်ပြီးတဲ့အခါကျတော့မှအလွယ်တကူသိမ့်ပိုက်မယ်ဆိုတဲ့နေ့ကိုသုံးချတာပဲအဲ့တော့ဝတ္တကာရပုံနာကြီးကိုအကွက်ဆင်ပြီးတော့မကရတိုင်းကသူ့ကိုနှင်ထုတ်လိုက်တဲ့ပုံစံနဲ့နှင်ထုတ်လိုက်တာဝေသာလီကလူတွေယုံလောက်အောင်ကွက်ဆင်ရိုက်နဲ့ကြောတရားရင်တရားရိုက်နဲ့ပြီးတဲ့အခါကရုံတုံးပြီးရာဇဝတ္တန်သင်လို့ရာဇကျော်ကနှင်ထုတ်လိုက်တယ်ဆိုတဲ့ပုံစံနဲ့နှင်ထုတ်သူကပညာရှိမတ်ကြီးကိုဝတ္တကာရဆိုတာမင်္ဂလာတိုင်းမှာတော့ဝန်ကြီးချုပ်ပဲဝေသာလီရောက်တဲ့အခါကျတော့ဝေသာလီကလူတွေကသူကဆရာကြီးဆိုတော့သူ့ကိုဆရာတင်ပြီးတော့ပညာသင်ကြားပြန်တာပေါ့သူကလည်းအဲ့ဒီယုံလောက်အောင်ပေါင်းတင်ပြီးအချိန်တော့ယူရတယ်တတ်ရှုသွေးခွဲတဲ့လူကအချိန်အများကြီးယူရတယ်နော်ရှင်းနည်းသည့်ထီအောင်ပေါင်းပြီးတဲ့အခါကျမှသွေးခွဲတာသူသွေးခွဲပုံလေးကအမတန်မှရင့်နေနော်အတုတော့မခိုးနဲ့အဲ့ဒီမှာမင်းသားတွေကိုသူကပညာသင်ပေးရတဲ့ဆရာကြီးဖြစ်နေပြီဖြစ်တဲ့အခါတယောက်နဲ့တယောက်မတက်အောင်အထင်မြင်နေလွဲအောင်ဘယ်လိုလုပ်တုံးဆိုအလုံးသင်ပြီးတော့အတန်းဖြုတ်လိုက်ပြီဆိုတဲ့အခါမှာမင်းသားတယောက်ကိုလှမ်းခေါ်လိုက်တယ်လာပါအောင်လှမ်းခေါ်တော့အဲ့ဒီမင်းသားသွားပြီအနန္တရောက်တဲ့အခါကျတော့တူတူပါပြောတော့ဆိုမင်းဒီနေ့ပါဟင်းနဲ့ထမင်းစားတော့နော်အဲ့ဒါပြောပြီးလွတ်လိုက်တော့ကြံတဲ့လူတွေလက်ကြည့်နေပါပြောတာတော့ဟိုရောက်တဲ့အခါကျတော့မင်းသားတွေချင်းချင်းတွေ့တဲ့အခါဆရာကြီးကမင်းပါပြောတာတော့ခေါ်ပြီဘာမှမဟုတ်ပါဘူးကမေးအိမ်ဘာထမင်းနဲ့စားတော့မေးတာပါဟာဒါတော့မဖြစ်နိုင်ဘူးခြံတဲ့ကောင်တွေကမယုံတော့မပြစ်နိုင်ဘူးနောက်တည်းလည်းဒီလိုပဲမင်းမိမနေကောင်းလားမေးတာအဲ့ဒါမျိုးတွေမဖြစ်နိုင်တဲ့ပုံစံလေးတွေနဲ့နာရင်ကပ်ပြီးတူတူပြောလိုက်တာတဦးနဲ့တူယုံကြည်မှုတွေမရှိကြတော့ဝ
ဝေသာလီကညီညွတ်ပါတယ်ဆိုတဲ့မင်းသားတွေဟာသွေးကွဲကုန်ကြအဲ့ဒီသွေးကွဲပြီဆိုတဲ့အခါကျမှတယောက်နဲ့တယောက်အစိမကတ်တော့ဘူးဆိုမှမဂရကိုလှမ်းသတင်းပို့တာဒီအချိန်မှာစစ်ပြင်ပြီးခြိတက်အလွယ်တကူနဲ့အနိုင်ရလိမ့်မယ်ဆိုတာအကြောင်းကြားလိုက်တော့တကယ်ပဲဝေသာလီပြည်ကြီးဟာအလွယ်တကူနဲ့အဇဒသမင်းရဲ့လက်အောင်ရောက်သွားတာအဲ့ဒါတွေကဟိုးရှိတုန်းကတည်းကရှိတယ်ဒါဗေဒဥပေလို့ခေါ်တယ်သူကအခုလဲမောဒရာပညာရှိကဝိုင်းထားတဲ့စစ်တပ်တွေထဲမှာတတ်ရှုသွေးခွဲတဲ့နေစနစ်ကိုသူကသုံးတဲ့အခါမှာဘသူ့ကိုအရင်စီးအောင်မှာတော့ဆိုခေါင်းဆောင်လောက်လာတဲ့ဆုလနီပြမရကြီးကိုအရင်ခေါင်းဆောင်ဘယင်ကြီးကိုသွားစီးအောင်မှာအဲ့တော့ခေါင်းဆောင်ဘယင်ကြီးကိုစီးအောင်ဖို့ဆိုတာသူစီကတကယ်အပြောဆိုဟန်ပန်ဟန်ဆောင်ကောင်းတဲ့ပုဂ္ဂိုလ်တယောက်လေ့ကျင့်သင်ကြားပြီးသားဖြစ်တဲ့အနုကေဝတ္တဆိုတဲ့အကင်းပါပြီးတော့ဉာဏ်ပညာထက်မြက်တဲ့ပုံနာတယောက်ကိုအသုံးချတယ်အဲ့ဒီကိစ္စဆောင်ရွက်ဖို့ရအတွက်သုံးချတယ်သူ့ကိုဟန်ပန်ဆောင်ပြီးတော့အပြစ်ဒဏ်ပေးပြီးနှင်ထုတ်လိုက်တဲ့ပုံစံမျိုးရောက်အောင်ဟန်ဆောင်ရတယ်ဘာလို့တုံးဆိုတော့ဝိုင်းထားတဲ့ဝင်းရံထားတဲ့စစ်တပ်ကြီးကိုအနုကေဝတ္တပုံနာကမောဒရာရဲ့အစီမံတိုင်းပဲမောဒရာရဲ့လူတွေရဲ့အလစ်မှာရန်သူစစ်တပ်ကလူတွေကိုရှိခါထောက်ပံ့တဲ့အလုပ်လုပ်တယ်သူရှိခါထောက်ပံ့နေလာကြစားကြဟောရစားစရာတွေပေးတယ်သူကပေးပြီးတော့သူကပြောလိုက်တယ်မင်းတို့စိတ်မပြတ်ကြနဲ့မကြတော့ဘူးတို့နိုင်ငံလူတွေကမညီမညွတ်ဖြစ်ကုန်ပြီမကြခင်မင်းတို့အလွယ်တကူဝိရိယဘယင်နဲ့မဟောဒရာတို့ဖမ်းပြီးတော့မှအဲ့တော့စိတ်မပြတ်ကြနဲ့ဆိုပြီးတော့နေ့စဉ်မုံပဲသေးစားတွေအလစ်မှာချကျွေးတယ်အဲ့လိုအလစ်ချကျွေးတဲ့အခါကျတော့ဇတ်တိုက်ထားတဲ့အတိုင်းမောဒရာပညာရှိရဲ့သူရဲကောင်းတွေကတွေ့တဲ့အခါကျတော့မလုပ်ထားလဲဆိုတဲ့အခါမှာရှန်သူကိုအားပေးတာဆိုပြီးသူ့ကိုဖမ်းပြီးတော့ကြောတရားရင်တရားရိုက်နဲ့ကရုံတုံးနော်အပြစ်ဒဏ်ပေးတဲ့စနစ်တိုင်းပဲထိုခေတ်ကအောင်ကြီးကဲမှုန့်နေကိုခေါင်းကိုတုပ်ပြာတွေခေါင်းကိုတုပ်ပြီးအဲ့ဒီပုံနာကြီးကိုဒီဆိုင်းမော်တင်ပြီးတော့တတိုင်းပေါ်ကနေပြီးတော့အောက်ကိုသူ့ကိုချပေးသွားတလောက်တော့မင်းရန်သူတွေအားပေးခြင်းတဲ့ကောင်သူတို့စီသွားနေတို့နိုင်ငံမနေနဲ့တော့လို့အော်ဟစ်ပြီးတော့ပို့လှလိုက်တာအဲ့ဒါပို့လို့တော့ဟိုဘက်ကလူတွေလည်းဒီပုံနာကသူတို့ကြွေးထားတာဟုတ်နော်သူတို့ကြွေးထားတော့ဖြစ်မှဖြစ်ရလေပေါ့သူတို့ကြွေးလို့ပြစ်ဒဏ်ပေးရခံရတယ်လို့စိတ်ထဲမှာထင်ကုန်ကြတာပေါ့ငါတို့ကိုပြစ်ဒဏ်ငါတို့ကိုကြွေးလို့မွေးလို့ဒီပုံနာကြီးပြစ်ဒဏ်ခံရတယ်ဆိုတနာနေကြအလို့သူတို့စစ်တပ်ကလူတွေကသိကြတဲ့အခါကျသူ့ကိုဘုရင်ကြီးစီခေါ်သွားတယ်သုရဏိပြမရမင်းကြီးစီခေါ်သွားတယ်ခေါ်သွားတဲ့အခါကျတော့သူဘာအပြစ်ရှိလို့ဒီလိုပြစ်ဒဏ်ပေးရတာလဲလို့ဆိုတဲ့အခါကျသူ့အကြောင်းကိုလိမ်လည်ပြီးတော့သူပြောပြတာပေါ့သူကတိတ်တိတ်ဆိတ်ရှင်မင်းကြီးရဲ့စစ်တပ်တွေကိုထောက်ပံ့တယ်တည်င်းပေးတယ်အဲ့ဒါကိုမဟောဒရာသိသွားတဲ့အခါကျတော့သူ့ကိုအခုလိုပြစ်ဒဏ်ပေးပြီးတော့နှင်ထုတ်လိုက်တာဖြစ်ပါတယ်သူဟာတကယ်ကတော့သူ့လှုပ်တာအမှန်ကန်မှာသူ့ကိုအဲ့ဒီပြစ်နဲ့အပြစ်ဒဏ်ပေးလိုက်တဲ့မဟောဒရာနဲ့မဟောဒရာကိုသူမချစ်နိုင်ဖို့ပေါ့တင်မင်းကြီးဘာမှမပူနဲ့ဒီနိုင်ငံရဲ့မိထီလာမျိုးရဲ့တတိုင်းကခိုင်တဲ့နေရာမခိုင်တဲ့နေရာသူသိတယ်ကျုံနေတဲ့မှာလဲဒီမိချောင်းတွေရှိတဲ့နေရာမရှိတဲ့နေရာလူဝင်လို့ရတဲ့နေရာမဝင်လို့မရတဲ့နေရာသူသိတယ်
ဘယ်နေရာကဝင်လို့ရတယ်ဆိုတာ तू ပြောနိုင်တယ်သမင်းကြီးမပူနဲ့ သူစီမံပေးမယ်ဟိုဘုရင်ကြီးကလည်းဒီဘက်ကအပြစ်ဒဏ်ခတ်ပြီးတော့မောင်းထုံလိုက်တဲ့လူဆိုတော့ तू ကအသုံးချချင်တာပေါ့နော်ဒါအသုံးချချင်တာအဲ့တော့ဟိုကတော့အကြံဉာဏ်နဲ့ရောက်လာတာအသုံးချချင်တော့ကောင်းပြီဆိုပြီးတော့သူ့အစီအစဉ်တိုင်းလိုက်ဖို့စစ်တပ်တွေကိုဘုရင်ကအမိန့်ပေးထားတယ်အဲ့လောက်ထိအောင် तू ကအရာရောက်သွားတယ်အရာရောက်သွားပြီဘာလို့တော့ဆိုရင်မင်းတို့စစ်သားတွေကိုစစ်တပ်တွေကိုဘယ်နာကတတိုင်းကမခိုင်ဘူးအဲ့နာသွားဘယ်ကျုံးကိုဖြတ်ဘယ်နေရာကဖြတ်ဆိုတာတွေပြောတယ်သူဖြတ်ခိုင်းလိုက်တဲ့နေရာကတကယ်ကိုရက်စက်တဲ့မိချောင်းကြီးတွေရှိတဲ့နေရာဖြတ်ခိုင်းတယ်အသူပြောတဲ့အတိုင်းလုံးတဲ့လူတွေမိချောင်းကြိုက်ခံရတာပါနော်သူ6တွန်းတာ6တွန်းတော့မခိုင်ခံမှုဆိုတဲ့နေရာမှာအဆောင်ထူထပ်စွာချထားတဲ့နေရာဖြစ်သည့်အတွက်ကြောင့်မြားချက်ထိတာတို့လှန်ချက်ထိတာတို့အပေါ်ကမျိုးဆောင်တွေကဒီဓာတ်လန်နေနဲ့ခုတ်ထားတို့ထိပြီးစစ်သားတွေအတော်ပဲကြာဆုံးကုန်ကြတယ်မိချောင်းတွေစားတာခံရတယ်အဲ့တော့တတိုင်းနာလည်းဘယ်သူမှမကတ်ရဲဘူးကျုံးကိုလည်းဘယ်သူမှမဖြတ်ရဲတော့ဖြစ်သွားတယ်အဲ့ဒီလိုဖြစ်သွားပြီဆိုတဲ့အခါကျတော့သုဒဏီပြမရမင်းကြီးစီသူကချင်းကပ်ပြီးတော့ဘာပြောတော့ဆိုရှင်မင်းကြီးတဲ့နော်ရှင်မင်းကြီးရဲ့စစ်တပ်ကအခုဟာမဟောဒရာပညာရှိရဲ့သစ္စာခံနေဖြစ်နေပြီနော်တတ်ရှုသွေးခွဲတာမဟောဒရာပညာရှိရဲ့လူတွေဖြစ်နေပြီတဲ့သမင်းကြီးရဲ့တရားတော်သောမင်းတွေဟာလည်းပဲမောဒရာပညာရှိရဲ့လက်တစိုးလက်ဆောင်တွေကိုရထားလို့လက်စားတဲ့လူတွေဖြစ်နေပြီတဲ့အလုံးဟာမောဒရာပညာရှိပေးထားတဲ့ပစ္စည်းတွေကိုသုံးပြီးတော့သူတို့လက်လက်ပါယူထားကြတာဖြစ်တယ်ဟံပြအနေနဲ့သာသမင်းကြီးကိုဝန်းရံနေကြတာတဲ့တကယ်ကတော့ဒီလူတွေကသမင်းကြီးအတွက်သက်စွန့်မဲ့လူတရားမှမရှိဘူးတဲ့ကြည့်ကျွန်ုပ်ကနေဘယ်နေရာတက်လို့ပြောတာသူတို့မတက်ရဲဘူးတဲ့အဲ့ဒါတွေသူတို့အသက်ဆုံးပြီးတော့ဒီမလုပ်ချဘူးအဲ့တော့သင်မင်းကြီးရဲ့လူတွေဟာသစ္စာဖောက်နေကြပြီမောဒရာပညာရှိပေးထားတဲ့တစိုးလက်ဆောင်တွေကိုစားတဲ့ပုဂ္ဂိုလ်တွေဖြစ်နေပြီကေဝတ္တပညာရှိကြီးတောင်မှပဲကေဝပုံနာကြီးကတောင်မှပဲမောဒရာပညာရှိစီကပရမယရဏလက်ထိုးလိုက်တာကိုအဲ့ဒါကိုရဒါကြောင့်မို့သင်မင်းကြီးတို့ကိုသုံးယူစနာလောက်စစ်တပ်ကြီးခွာတော့အောင်သူအဲ့ဒါသူလေးစေတာပြီးတော့လည်းပြန်ပြီးတော့ခေါ်လာတာသူကိုယ်တိုင်ကိုကမဟောဒရာရဲ့လက်ကိုစားထားတဲ့ပုဂ္ဂိုလ်ဖြစ်နေပြီအလုံးဟာတစိုးလက်ဆောင်စားထားတဲ့ပုဂ္ဂိုလ်တွေကြီးပဲနောက်ဆုံးမှာသင်မင်းကြီးလူဆိုလို့ကျွန်ုပ်တယောက်ပဲရှိတော့တယ်ကျန်တဲ့လူတွေကအကုန်လုံးသင်မင်းကြီးပဲမရှိတော့ဘူးစစ်တပ်ကလည်းသင်မင်းကြီးအတွက်မလိုက်နာကြတော့ဘူးကျွန်ုပ်ပြောတာကိုမယုံလို့ရှိရင်သင်မင်းကြီးရဲ့တရားတော်သောမင်းတွေကိုသူတို့အဝတ်တွေဝတ်နေကြအဝတ်တွေကိုဝတ်ပြီးတော့သင်မင်းကြီးနဲ့တွေ့ခိုင်းကြည့်သူတို့ဟာမဟောဒရာရဲ့လူတွေဖြစ်နေတယ်ဆိုတာသင်မင်းကြီးကိုယ်တိုင်သိလိမ့်မယ်ဆိုတော့အဲ့ဒီတပ်ထဲမှာမဟောဒရာလူတွေကလွတ်ထားတာတွေအများကြီးရှိတယ်ထောက်လိုက်လွတ်ထားပြီးတော့အင်ကြီးတွေမှာနာမည်တွေထိုးထားတာကမဟောဒရာလို့ထိုးထားတယ်အင်ကြီးတွေလိုက်ပြီးနောက်ကျောမှာအင်ကြီးတွေလိုက်ထိုးထားတယ်ဘုရင်ကြီးကဆင့်ခေါ်လိုက်တဲ့အခါကျတော့အဲ့ဒီလူတွေဝတ်လာတဲ့အဝတ်တွေကြည့်လိုက်ရင်မဟောဒရာနဲ့ဖြစ်နေအကုန်လုံးသူတို့ကင်တဲ့လက်နဲ့တွေကအစပြီးတော့အဲ့ဒါလို့အမတ်တမဲ့သူ့လူတွေကလှုပ်ထားတာဘုရင်ကြီးကိုခေါ်ပြလိုက်ဘုရင်ကြီးကကြည့်တဲ့အခါကျတော့သူပြောတာဟုတ်တယ်ဟုတ်ပုံရပြီငါကနေပြီးတော့ရွရွချွန်ချွန်တတိုင်းဖြိုဖျက်ပြီးမြို့တွင်းဝင်အရှင်လက်လက်ဖမ်းမှုအမိတ်ပေးပြီမဲ့လို့သူတို့တတိုင်းသားတော့မကတ်ရဲဘူးဒီလူတွေငါအတွက်သက်စွန့်မဲ့လူတွေမဟုတ်တော့ဘူးဆိုတော့ဘုရင်ကြီးကကြောက်လာ
အလုံးဘသူပေါ်မှာသူမယုံတော့ဘသူပေါ်မှာမယုံတော့အဲ့ဒါလို့တုံးနဲ့တူဟာယုံကြည်မှုတွေပျက်စီးသွားတယ်တန်တရားတွေဝင်ပြီးယုံကြည်မှုပျက်စီးသွားတယ်အဲ့လောက်ထိအောင်သူကလည်းသွေးဆောင်မှုအားကောင်းတယ်ပေါ့နော်နောက်ဆုံးမှာဘုရင်ကြီးကြောက်ရွံ့လာပြီးဘသူပေါ်မှာမယုံကြည်တော့ဘူးကေဝပုံနာကြီးပေါ်လည်းမယုံကြည်ဘူးဟုတ်တယ်သူဗရမ ्या လိုချင်စောနဲ့ဓမ္မယုဒ္ဓစစ်ပွဲမှာလည်းသူရှုံးခဲ့တယ်ငါတို့ထွက်ပြေးငါတို့ပြေးသွားတဲ့နောက်ကလည်းလိုက်လာတယ်လိုက်လာပြီးငါတို့ပြန်ခေါ်လာပြန်တယ်သူအကြံဉာဏ်တော့ရှိဖို့ရတယ်ဆိုဘုရင်ကြီးကကေဝပုံနာကြီးလည်းမယုံတော့ဘူးအနုကေဝတ္တကအလုံးခုံးတိုက်သွေးခွဲထားတဲ့အခါဘုရင်ကြီးကသူတူဦးတည်းဖြစ်နေပြီလို့ခံစားရတယ်စိတ်ထဲမှာအဲ့ဒီလိုဘုရင်ကြီးမျက်နှာပြက်ပြီးစိတ်ထဲမှာခံစားနေရတဲ့အချိန်မှာရှင်မင်းကြီးရဲ့လူတွေဟာအလုံးတစုံလက်ဆောင်စားထားတဲ့လူတွေကြီးပဲဒီမှာကြာနေလို့မသိဘူးခဏညသခေါင်းမှာပဲရှင်မင်းကြီးတက်ဆုပ်သွားတာကောင်းတယ်နှုတ်မို့ဆိုရင်နောက်တည့်ရမနေ့မိုးလင်းသင်မင်းကြီးကိုမောဒရာပညာရှိကဖမ်းလိုက်မယ်အရှင်လန်းလည်းဖမ်းလိုက်မယ်ဆိုတော့ပိုကြောက်လာတယ်ပေါ့နော်ပိုကြောက်လာတော့အနုကေဝတ္တပုံနာဒီလိုဆိုရင်ငါရဲ့စီးတော်မြင်းကိုမင်းမယ်ပြင်ဆင်ပေးထားပါဆိုအဲ့ဒီလိုအနုကေဝတ္တကဘုရင်ကြီးစီးမဲ့မြင်းဟာလည်းပဲမြင်းနေမှာ6ဝတ်တန်းစာကိုခတ်တင်းတင်းဝေါ်လိုက်လို့ရှိရင်အဲ့ဒီမြင်းကဘယ်တော့မှရက်လို့မရတော့ပြေးတာဒါပြေးသူတို့ရဲ့သင်္ကေတပေါ့နော်ခတ်ချောင်ချောင်စီးထားလို့ရှိရင်ကတော့ခိုင်းတဲ့အတိုင်းလေးဖြည်းဖြည်းသွားခိုင်းလို့ရှိရင်ဖြည်းဖြည်းသွားတယ်မြန်မြန်သွားခိုင်းတဲ့အခါမြန်မြန်သွားတယ်6ဝတ်မြင်းရဲ့ဒီဝတ်ထားတဲ့6ဝတ်ကိုခတ်တင်းတင်းစီးလိုက်ရင်အဲ့ဒီမြင်းကမရမနာပြေးတာပဲသူကခတ်တင်းတင်းစီးပေးထားလိုက်တယ်ဒီအချက်ကိုသိတော့ခတ်တင်းတင်းစီးပေးထားပြီဘုရင်ကြီးအတွက်မြင်းမှာပြင်ပြီးတော့မောဒရာရဲ့လူတွေကိုတိတ်တိတ်ဆိတ်သွားပြောတယ်ဒီကနေ့ညသခေါင်းရန်သုရဏီပြမရမင်းကြီးထွက်ပြေးလိုက်မယ်မင်းတို့မအိတ်ကြနဲ့သူပြေးပြီဆိုလို့ရှိရင်ဥပ္ပတောင်းလည်းဖြစ်အောင်ကြွေးကြော်ဖို့လိုတယ်ဆိုတာသူ့လူတွေနဲ့ညှိတာဘုရင်ကြီးကိုမြင်းမော်တင်ပြီးသူကလည်းမြင်းနဲ့စီးပြီးဘုရင်ကြီးနောက်လိုက်ချင်အောင်ဆောင်ဘုရင်ကြီးမြင်းက6ဝတ်တန်းစာဝတ်ထားတာအတင်းတင်းကြပ်ကြပ်ဝတ်သည့်အတွက်ကြောင့်ထုံးစံအတိုင်းခြေစုံပေါက်ပြီးတော့မြင်းညက်ပြေးတာအနုကေဝတ္တကနောက်ကနေလိုက်ချင်အောင်ဆောင်ပြီးပြန်လှည့်လာခဲ့တယ်ဘုရင်ကြီးတယောက်တည်းပဲအဲ့ဒါမြင်းစီးပြီးတော့လစ်သွားလေအဲ့ဒီအချိန်လေးမှာတက်ထဲမှာလှည့်អော်တယ်သုရဏီပြမရမင်းကြီးထွက်သွားပြီပြေးသွားပြီနဲ့သုရဏီပြမရမင်းထွက်ပြေးသွားပြီနဲ့ပြောတဲ့အခါမှာတရားတစ်ပါးသောမင်းတွေကလည်းဟာဝင်စည်းပြီထင်တယ်ဆိုပြီးတော့သူတို့လည်းပဲဝတ်ထားတဲ့အဝတ်တောင်မှပဲအဝတ်တွေကျွတ်ယူစရာပစ္စည်းတွေတောင်မယူနိုင်ဘူးတွေ့ရမြင်းပေါ်မှာကောက်တက်ပြီးတော့ထွက်ပြေးသွားကြတာအကုန်လုံးစစ်တပ်ထဲလည်းဝင်ပြီးတော့အော်တယ်သုရဏီပြမရမင်းကြီးပြေးပြီးမင်းတွေလည်းအကုန်ပြေးကြပြီပြေးကြဟေးရန်သူတွေဝိုင်းနေပြီဆိုတဲ့တက်လှန့်တာပေးလိုက်တဲ့အခါမောဒရာရဲ့လူတွေကမြို့တွေကလည်းအော်ဟစ်ကြွေးကြော်ကြတယ်ဝိုင်းဟာအစီးဟာအကုန်ဖမ်းလို့ဆိုတော့အကုန်ကြောက်လန့်ပြီးတော့အကုန်ထွက်ပြေးကြနော်အဲ့ဒါလူတွေရဲ့သဘာဝအဲ့တိုင်းမစင်စားနိုင်တော့ဘူးအတန်ကြားတဲ့အတိုင်းအလုံးဟာကြောက်လန့်ပြီးအကုန်ထွက်ပြေးကုန်ကြတယ်ထွက်ပြေးသွားလိုက်တာမှသူတို့အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဝတ်တဲ့အဝတ်တောင်အဝတ်ကျွတ်နဲ့ထွက်ပြေးသွားကြတာအလုံးဟာဘာမှမယူနိုင်တော့အဲ့ဒီမှာသူတို့ယူလာတဲ့ပစ္စည်းတွေဟာတလပုံကြီးကြံရတဲ့တန်မိုးရှိတဲ့ပစ္စည်းတွေပဲလေတလလောက်သိမ်းယူရတယ်လို့ဆိုတာပဲနော်အလုံးရှိသမျှပစ္စည်းသိမ်းတာ4လကြာတယ်တဲ့အခါမဏိစစ်တပ်ကြီးယူလာတဲ့ပစ္စည်းတွေဆိုတာနေရမှာမဟုတ်တာဓာရီလန်နေလက်နဲ့တွေအကုန်လုံးပြစ်ထားခဲ့ပြီးအကုန်ထွက်ပြေးသွားကြဒါနိဗ္ဗရိရဲ့နဲ့တတ်ရှုသွေးခွဲပြီးအခုလိုမဟောဒရာကတတ်လှန့်ပြီးတော့မောင်းထုတ်လိုက်တဲ့စနစ်ကိုအသုံးပြုလိုက်တာဖြစ်တယ်
သူစီယုံတာအများကြီးကိုမစီယုံဘူးဘုရင်ကြီးယုံအောင်စီယုံပြီးဘုရင်ကြီးကိုအရင်ထွက်ပြေးအောင်လုပ်လိုက်တာအဲ့ဒီနီးနဲ့လုပ်လိုက်တဲ့အခါမှာသုရဏိပြမရမင်းကြီးကသူ့နေပြီးတော့အရောက်ထီအောင်ပြေးသွားပြီးတနှစ်အတွင်းမှာသူငြိမ်ငြိမ်ဝိုးပဲနေတော့တယ်နောက်ထပ်ပြန်ပြီးတော့စစ်တိုက်ဖို့မစင်စားပဲနဲ့သူ့နိုင်ငံသူရောက်ပြီးတနှစ်အေးဆေးဆေးနေလိုက်တယ်အဲ့တော့မောဒရာပညာရှိကအခုလိုမိထီလာမြို့ကြီးကိုဝန်းရံထားတဲ့အခါပတိစစ်တပ်ကြီးကိုဒီမြတ်တစ်ချက်မပြစ်လိုက်ရပဲနော်လှန်တစ်ချက်နဲ့မထိုးလိုက်ရပဲနဲ့ပြုတ်ကွဲသွားအောင်ဒါသူ့ရဲ့ပညာစွမ်းအားနဲ့ဖန်တီးတာလို့ခေါ်တယ်ပေါ့နော်ရန်သူကိုနိုင်မှုဆိုတာဥပ္ပေ၄မျိုးဆိုတာရှိတာပေါ့တာမဥပ္ပေတို့ဒါနဥပ္ပေတို့ဗေဒဥပ္ပေတို့ဒါနဥပ္ပေတို့ဆိုတာအဲ့မှာဗေဒဥပ္ပေဟာရန်သူပြိုကွဲအောင်ဖြိုခွဲတဲ့နည်းစနစ်ပဲအချင်းချင်းတူနဲ့တူမတက်အောင်တတ်ရှုဖြိုခွဲပြီးတူနဲ့တူမယုံသင်္ကာဖြစ်နောက်ဆုံးမှမဟုတ်တဲ့င်းတွေလွှင့်အတွင်းထဲဝင်မှာမမှန်တဲ့င်းတွေလွှင့်ပြီးတော့စိတ်တကြအောင်လုပ်ပြီးအကုန်ပေါင်းထုတ်လိုက်တာပဲဒါကသူကဒီဥပ္ပေကဓာတ်တွေလှမ်းနေတဲ့အစွမ်းထက်တယ်တဲ့ခဏိခေတ်ထီအောင်ဒီဟာအသုံးချလို့ရနေတယ်ပေါ့နော်အမှန်တမ်းအစွမ်းထက်တဲ့နီးဒါဟုတ်ရှိတော့ကြရရှိတာဒါနော်အဲ့ဒီနီးနဲ့အနိုင်ရလိုက်တော့တနစ်တာမြတော့မိထီလာမြို့ကြီးကရန်သူတွေကင်းစင်သွားပြီသူတို့ကြံရစ်တဲ့အခါပတိစစ်တပ်ကြီးကြံရစ်ခဲ့တဲ့လက်နဲ့တွေရတနာပစ္စည်းတွေသူတို့ဝတ်ဆင်လာတဲ့အဝတ်စားတွေအသုံးဆောင်တွေအများကြီးရလိုက်တယ်သူလူတွေအများကြီးရလိုက်တယ်အဲ့ဒီအချိန်မှာတနှစ်တာတော့အေးဆေးဆေးကိုယ်နိုင်ငံကိုနေချတဲ့အနေထားမျိုးရောက်တယ်သို့တော့ကေဝတ်ပုံနာကြီးကမှန်ကြည့်လိုက်တဲ့အခါမှာသူနှစ်ဖူးကအနရွတ်အမာရွတ်ကိုတွေ့တဲ့အခါမှာမဟောဒရာလက်ချက်နဲ့သူအဆက်ကွဲခဲ့ရတယ်ပေါ့မဟောဒရာလက်ချက်ကြောင့်မင်းဘိုးဘအလဲမှာသူ့အဆက်ခွဲတယ်မဟောဒရာကအဆက်ခွဲရုံများမကခေါင်းနှိမ်ပြီးတော့နှစ်ဖူးနဲ့မြေကြီးနဲ့ပုတ်လို့နှစ်ဖူးကွဲသွားတဲ့ဒီနှစ်ဖူးဆုပ်သွားတဲ့အမာရွတ်ကြီးကလည်းရှိတယ်မှန်တွေ့တိုင်းလက်နဲ့စမ်းမိတိုင်းသူကမောဒရာပေါ်မှာအခဲမချေဘူးခဲမချေတော့အမြဲတမ်းပဲစဉ်းစားနေတယ်နီးတွေလည်းစုံပြီးဘယ်လိုလုပ်ပြီးတော့ဒီမောဒရာကိုလက်စားချေရမလဲဆိုတော့သူစဉ်းစားတယ်အဲ့ဒါလို့စဉ်းစားရင်ကနေပြီးသူနောက်တနည်းရလာအကြံရလာအကြံရလာပြီးတော့ဘုရင်ကြီးကိုသုရဏိပြမရမင်းကြီးစီခါစားဝင်တဲ့အခါမှာဝိရိယဘုရင်နဲ့မောဟဒရာတို့ကိုအနိုင်ရတဲ့နီးသူ့အကြံဉာဏ်တစ်ခုရထားတယ်ဆိုတော့လာပြန်ပြီလားတဲ့ငါတို့ဆိုရင်ဝတ်ထားတဲ့အဝတ်တော်မပေါအောင်ထွက်ပြေးခဲ့ရတာနော်ထွက်ပြေးခဲ့ရတယ်အခုလည်းမင်းအကြံဉာဏ်တွေကလာပြန်မလားလို့ဆိုဟာဒီတခါတော့စိတ်ချဘုရင်ဒီတခါတော့စိတ်ချပိုင်နိုင်လုပ်ပဲပေါ့ဒီတခါတော့ဒါဖြင့်ပြောပါအောင်ဆိုတင်မင်းကြီးဒီနားလေးပြောလို့တော့မဖြစ်ဘူးလူသူတွေမရှိတဲ့နေရာတင်မင်းကြီးရဲ့အိတ်ခမ်းထဲမှာသွားအောင်နှစ်ယောက်တည်းပြောမယ်သူကြံစီထားတော့နှစ်ယောက်တည်းပြောအဲ့ဒီမှာတခြားလူမရှိဘူးတာလိကာမလေးတစ်ကောင်ရှိတယ်အဲ့ဘယင်မွေးထားတဲ့တာလိကာမလေးတစ်ကောင်ရှိတယ်အဲ့ဒီအိတ်ခမ်းထဲဝင်ပြီးတော့တူတူပါတိုင်မယ်လို့ဆိုဒီနည်းကတော့အမတန်သေးကြတဲ့နည်းဖြစ်တယ်ဝိရိယမင်းကြီးနဲ့မောဟဒရာပညာရှိကိုလီဆယ်လိန်လေလှည့်ပြားပြီးတော့တိုင်းပြည်ရောက်ခေါ်မယ်ခေါ်ပြီးရင်တတ်မယ်သူတို့စားဖြောက်မယ်ဘယ်လိုခေါ်မှာတော့ဆိုတင်မင်းကြီးမှာတဲ့အရွယ်ရောက်နေတဲ့ပင်စာလစန္ဒီဆိုတဲ့မင်းသမီးရှိတယ်မဟုတ်လားအဲ့ဒီမင်းသမီးကရုပ်အမတမချောမောလှပတယ်ခုမှအရွယ်ရောက်စဖြစ်နေတယ်အဲ့တော့ပင်စာလစန္ဒီ
မင်းသမီးရဲ့ချောပုံလှပုံတွေကိုနော်အချောအလှတွေကိုတချင်းရည်တတ်တဲ့လူတွေခေါ်မယ်ခေါ်ပြီးတဲ့အခါကျတော့ဒီမင်းသမီးလေးကဘလောက်ချောတယ်ဆိုတာကိုတချင်းတစ်ပုဒ်ရေးခိုင်းမယ်ပေါ့နော်အဲ့တချင်းရေးပြီးတော့တချင်းဆိုတတ်တဲ့လူတွေကိုဒီတချင်းကိုဆိုခိုင်းပြီးနိုင်ငံအနှံ့သူ့နိုင်ငံနဲ့မကဘူးတခြားနိုင်ငံအထူးသဖြင့်မိထီလာနိုင်ငံမိထီလာမြို့ထီအောင်သွားပြီးတော့တချင်းဆိုအားလုံးဟာဘာတချင်းလည်းမသိဘူးမမမိုးတချင်းလို့ဟာပြလားမသိဘူးမေဗရနီတချင်းလားမသိဘူးအဲ့ဒီတချင်းမျိုးရေးပြီးတော့ဖြန့်ပြူတာလေသူဒါလည်းနိဗ္ဗိရဲ့တစ်ခုပဲเนาะအတချင်းဆိုတဲ့လူတွေကလည်းဆိုနောက်ဆုံးမှာဘယ်လောက်ထိအောင်စီမံနှုံးဆိုရင်ညအခါမှာတချင်းဆိုတဲ့လူတွေကတစ်ပင်ပေါ်တက်ဆိုငှက်တွေကိုဖမ်းလက်ဘင်းကိုခြူလေးတွေဆွဲပေးတာဟာကောင်းကင်ယံကနတ်တွေကပါဆိုးနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပိဿလသဏိနတ်သမီးဟာဘလောက်ချောတယ်ဆိုတဲ့အကြောင်းကိုဖွဲ့ထားတဲ့တခြင်းကိုနိုင်ငံအနှံ့ပြန့်တော့အောင်ဆိုခိုင်းပြီအတော်ပြန့်ပြီးတော့လူတိုင်းကစိတ်ဝင်စားလာတဲ့အချိန်အခါမှာဘာလို့တုံးဆိုမိထီလာမျိုးလည်းရောက်သွားပြီဒီတခြင်းတွေကနောက်ဆုံးမှာနောက်တခြင်းတစ်ပုဒ်ကိုထပ်ဆက်တယ်ဒါလောက်ချောတဲ့လှတဲ့ပိဿလသဏိနတ်သမီးဟာဒီဧကရိဘယင်နဲ့သာထိုက်တန်တယ်ပေါ့။ခြံနဲ့တရားတော်သောမင်းတွေကသုရဏီပြမရာမင်းကြီးရဲ့လက်အောက်ရောက်သွားပြီ။ဝိရိယဘယင်ကြီးကတော့တတိတနန်းနဲ့သူကတီးသားစံများနိုင်တယ်။အဲ့ဒီလိုဘယင်မျိုးနဲ့သာထိုက်တန်တယ်ဆိုတာသိကြလောက်အောင်ရေးပြီးတော့ဝိရိယဘယင်စီကိုစီယုံရေးလုပ်ပြန်တယ်။တချင်းဆိုတဲ့လူတွေကဒီပိဿလသဏိမင်းသမီးလေးနဲ့ဝိရိယဘယင်ကြီးနဲ့အမတမလိုက်ဖက်တယ်ဆိုတဲ့အကြောင်းကိုဆိုတော့ဟိုဘယင်ကြီးကစိတ်ဝင်စားသွားတာပေါ့ဒါစိတ်ဝင်စားမှာပေါ့နော်အသက်က60လောက်ရှိပြီဟိုက16နှစ်စိတ်ဝင်စားရောပေါ့အဲ့ကြတော့အလွန်စိတ်ဝင်စားသွားတဲ့အခါကုံတွေကနေတဆင့်ထောက်လိုင်းတမန်တော်တွေကနေတဆင့်ဝိရိယဘယင်ကြီးကတော့ပိဿလသဏိအကြောင်းကြားပြီးတော့အယူမူဖြစ်နေပြီဆိုတဲ့အခါမှာဟုတ်ပြီအဲ့တော့ရွှေလန်းငွေလန်းနှစ်ပြည်တော်ဖောက်ဖို့ရာအတွက်စကားပြောကျွမ်းကျင်တဲ့ကေဝပုံနာကြီးကိုဝိရိယဘယင်ကြီးစီဆေလွတ်လိုက်တာပဲဒီကတော့နော်ဝိရိယဘယင်ကြီးစီဆေလွတ်မယ်ပေါ့အဲ့ဒီလိုသူကြံစီထားတဲ့အတိုင်းဘယင်ကြီးကလက်ခံလိုက်တဲ့အခါမှာနောက်ဆုံးမှာဝိရိယဘယင်ကြီးစီကေဝပုံနာကြီးကိုယ်တိုင်သွားတယ်တရင်ပို့တယ်လာပြီးတော့စိတ်ဆက်ကြောင်းလန်းနေပေါ့နော်ဘယင်တွေကလည်းအမတန်သဘောကျတာကိုရွှေလန်းငွေလန်းဖောက်တဲ့အနေနဲ့သုရတိပြမရမင်းကြီးကသူ့လက်အောက်မရောက်တဲ့ဝိရိယဘယင်ကြီးကိုဂုံပြုတဲ့အနေနဲ့သမီးတော်နဲ့လက်ဆက်ပေးမယ်အဲ့တော့ဝိရိယဘုရင်ကြီးနဲ့နေ့ရက်ချင်းချက်ဖို့စကားပြောဆိုဖို့ကေဝပုံနာကြီးကလာပါတယ်ဆိုတော့သတင်းပေးလိုက်တာဒီကဘုရင်ကြီးကသဘောရကြနော်အဲ့သဘောရကြကေဝပုံနာကြီးရောက်လာတဲ့အခါမှာဒီသတင်းကိုကေဝပုံနာကြီးလာတော့မယ်ဆိုတဲ့သတင်းကြားလိုက်တဲ့အခါမောဟဒရာပညာရှိကဘာတွေမဟုတ်တည်းလုံးကြအောင်မလဲဘာတွေမဟုတ်တည်းလုံးကြအောင်မလဲဒီပုံနာကြီးကေဝပုံနာဆိုတာလူကောင်းမဟုတ်ဘူးသူပဲဒုက္ခပေးနေတာတို့မျိုးရဲ့အနေအထားတွေကိုမသိအောင်သူလာလို့ရှိရင်တော့ငါစီမံမဲပဲဆိုပြီးတော့ကေဝပုံနာကြီးမျိုးတကားကဝင်ပြီးဘယင်းနန်းတော်သွားတဲ့လမ်းဘုရင်နန်းတော်ကနေပြီးတော့မောဒရာပညာရှိအိမ်ကိုသွားတဲ့လမ်းဘေးကဖြားတွေအကုန်လုံးပတ်ပြီးတော့ပကြီးတွေနဲ့အကုန်လုံးဆွဲပြီးသူလာမဲ့လမ်းကိုဂုံပြူတဲ့ကော်စောနီခင်းတယ်လို့ပေါ့နော်ဂုံပြူတဲ့လမ်းပမာဆင်ရင်ထားပြီးတော့အမှန်တော့သူ့မြို့တဲကိုအနေထားတွေမမြင်အောင်လုပ်တာ
အဲ့တော့ကေဥပုံနာကြီးရောက်လာတဲ့ဆိုတဲ့မျိုးပေါက်ကနေပြီးတော့ဘုရင်နန်းတော်ထီအောင်ဘေးကကာယံထားတဲ့လမ်းမကနေခေါ်ဆောင်လာခဲ့တယ်ကေဥပုံနာကြီးကတော့ဟောငါ့ကိုကြီးကြီးကျယ်ခန်းခန်းနန်းနန်းငါလျှောက်တဲ့လမ်းတောင်မှပြင်းစင်ထားတာပါလားဘေးကနေကြိုမဲ့ဆိုမဲ့လူတွေနဲ့အဲ့လိုပြင်းစင်ထားတော့သူသဘောတွေကြပြီးနန်းတော်ရောက်ပြီးတော့ဘုရင်ကြီးကလည်းသဘောကျကေဥပုံနာကြီးကသူလာခဲ့တဲ့အကြောင်းကိုပြောတယ်ရှင်မင်းကြီးတဲ့ကျွန်တော်မျိုးတို့ဘုရင်ကြီးဟာတရားတော်သောမင်းတွေကိုသိမ့်ပိုက်အလုံးဟာလက်အောက်ခံဖြစ်တော်လဲသင်မင်းကြီးတစ်ပါးသာလင်ဘုန်းကံပါရမီရှိတဲ့မင်းကြီးဖြစ်တယ်ပေါ့ဒါကြောင့်မို့ကျွန်ုပ်တို့နှစ်ပြည်တော်တပြည်ရွှေလန်းငွေလန်းဖောက်ဖို့အတွက်ကျွန်တော်တို့ဘုရင်ကြီးကနေကျွန်တော်မျိုးတို့ဘုရင်ကြီးကနေပြီးသမီးတော်ကိုတက်ဆောင်ပန်းနာဖြင့်ပြည့်ဆက်ခြင်းလို့သင်မင်းကြီးကိုစီကိုလွတ်လိုက်တာပါသဘောတွေကိုကြားအဲ့ဒီအတွက်ကျွန်ုပ်ကိုကျွတ်တင်ပြီးတော့လွတ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဝိရိယဘုရင်ကြီးကဲမောဟဒရာနဲ့တွေ့လိုက်ပါအောင်အရင်တွေ့လိုက်ပါအောင်မောဟဒရာစီသွားလိုက်ပါအောင်ဆိုမောဟဒရာကတော့ဒီလူယုတ်ကြီးကိုငါမတွေ့ချင်ဘူးပေါ့မတွေ့ချင်တော့ तू ဘာလုပ်ထားတော့ဆိုသူ့အိမ်ကိုသူ့အိတ်တဲ့ကရင်ကလွှဲရင်ကျန်တာတွေရည်နံနေတုတ်ထားထိုင်စရာနေရာမရှိအောင်အကုန်လုံးနောက်ချေးတွေနဲ့အကုန်လုံးလိမ့်ချန်ထားတယ်နောက်ချေးအစိုးတွေလိမ့်ချန်ထားပြီးတဲ့အခါသူ့လူတွေကိုမှားထားတယ်သူဟာထောပတ်အစိတ်ကိုစားထားလို့ဘယ်သူနဲ့မှအခန့်စကားပြောနိုင်ခြင်းမရှိဘူးပေါ့ကျမကြီးအတွက်အနားယူတယ်ပေါ့သူ့လူတွေကိုမှားထားတယ်မောဒရာအိမ်ကလည်းပဲဝင်မို့ရအတွက်တကားပေါက်ကတကမုတ်တရား9မုတ်ထအောင်ရှိတယ်တမုတ်ချင်းဖြတ်ရတာအဲ့သူ့လူတွေကအကုန်လုံးအဆောင်တွေကုန်ချထားပြီးသူမှားထားတယ်ကေယပုံနာကြီးကမောဒရာပညာရှိနဲ့တွေ့ကြလို့ပြောတဲ့အခါမှာပထမမုတ်ကလူတွေကပုံနာတူတူပြောဟိုကအဲ့နေတယ်အတမပြုတ်နဲ့တိတ်တိတ်ဝင်သူ့ကိုခန့်ကောင်းကောင်းပြောကြဒုတိယမုတ်ရောက်တော့လည်းပဲဘယ်မှာလဲဆိုစကားမပြောနဲ့တိတ်တိတ်သွားအဲ့ဒါလိုနဲ့သူဟာတလန်းလုံးအငေါက်ခံရပြီးတော့မောဒရာအိမ်ရောက်တော့လေမောဒရာကိုတော့မြင်တဲ့အခါမောဒရာကစကားပြောမယ်လုံးလိုက်တဲ့အချိန်ကျတော့သူ့လူတွေကတားတယ်အရှင်သားမပြောနဲ့ဆေးတောက်ထားတာမပြောနဲ့အဲ့တော့သူ့ကိုစကားပြောမဲ့လူကိုမရှိဘူးထိုင်စရာနေရာလည်းမပေးဘူးထိုင်စရာနေရာမပေးဘဲနဲ့တယောက်ကမျက်စပ်ပြစ်ပြတယ်တယောက်ကမျက်ခုံးလုံးပြတယ်တယောက်ကတရောင်းကိုကုတ်ပြတယ်အဲ့တော့သူ့ကိုပြောင်ပြကြတာပေါ့နောက်ဆုံးကြတော့သူအတန်လေးထွက်လိုက်တယ်နဲ့អော်လိုက်တယ်တူတူပြောဆိုတာဘာလို့ပြောတာတော့ဆိုတယောက်ကဒုံးနဲ့နောက်ကျောကိုဖြန့်ခနဲ့ရိုက်ချတယ်တယောက်ကလီခုတ်ဆွဲမောင်းထုတ်အဲ့ဒါလိုနဲ့သူဟာအရှက်တကွဲအကျိုးနဲ့မောဟဒရာအိမ်သွားတဲ့အခါအခမ်းမဲ့လူမရှိဘဲနဲ့မောင်းထုတ်တာခံလိုက်ရတယ်ပေါ့မောင်းထုတ်တာခံလိုက်ရတယ်ဘုရင်ကြီးကတော့မောဟဒရာနဲ့ဆွေးနွေးပြီးတော့ရွှေလန်းငွေလန်းဖောက်မဲ့အခြေအနေကြီးကတော့အောင်မြင်ဖြစ်တော့မှာပဲလို့စိတ်ကူးရင်နေတယ်အေးမောဒရာအိမ်ကမျက်စိမျက်နှာပြက်ပြီးတော့ဘုရင်ကြီးစီပြန်ပြီးအခါစားဝင်တဲ့အခါဆရာကြီးကေဝတ္တပုံနာဘယ်နဲ့လဲသားတော်မောင်နဲ့အစဉ်ပြေခဲ့ရလားဆိုမောဒရာပညာရှိဆိုတာပညာရှိလို့သာဆိုတာအတော်ကိုရိုက်ဆက်ကြမ်းကြုတ်တဲ့လူပဲဟုတ်ဒီပတ်ဒီလေတန်တမန်ပြီးစကားမပြောတတ်ဘူးတဲ့အားလို့ပဲအလွန်ရက်ဆက်တဲ့ဘလူးတရေမှတင်မင်းကြီးကပညာရှိဖြစ်ခံထားတာကိုအဲ့ဒီအချိန်မှာမောဒရာပညာရှိရဲ့အပြစ်တွေကိုပြောလိုက်တယ်ပြောတော့ဘုရင်ကြီးကစဉ်းစားတယ်မောဒရာကအင်မတန်မှလိမ္မာပန်းတဲ့လူဖြစ်တယ်စကားပြောလဲအင်မတန်ကောင်းတယ်သူ့ကိုအကြောင်းတစ်ခုရှိလို့ဖြစ်လိမ့်မယ်
အခမ်းပြီးတော့ချိုးချိုးသားသားစကားမပြောတာအကြောင်းတစ်ခုရှိလို့ဖြစ်လိမ့်မယ်ဘုရင်ကြီးကစဉ်းစားတယ်အကြောင်းတစ်ခုရှိလိမ့်မယ်သူလာတဲ့အလုတ်ဟာလိန်ဖို့ညာဖို့လှည့်စားခေါ်ဆောင်ပြီးတော့သူတို့လက်တွင်းရောက်တဲ့အခါမှာတပ်ဖြတ်ညှင်းဆဲဖို့ဒီလိုအစီမံနဲ့လာတာဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ဘုရင်ကြီးကအဲ့လိုစဉ်းစားတန်တရားတွေဝင်သွားတယ်မဟောဒရာကချီချီပြူပြူလက်မခံဘူးဆိုတဲ့အခါကျတော့သူဟာအလွန်ကင်းပါတဲ့မဟောဒရာဟာအလွန်ကင်းပါတဲ့ပညာရှိဖြစ်တယ်ကေဝပုံသားကြီးရဲ့စကားကိုလက်မခံတာသူဟာအချက်တစ်ခုမြင်လို့ပဲဖြစ်မှာပဲလို့စဉ်းစားနေတဲ့အချိန်မှာသေနကတို့ပုဂ္ဂုတာတို့ကာမိဏတို့ဒေဝိဏဆိုတဲ့အမတ်ကြီးလေးယောက်ကအခါစားဝင်လာတယ်ဝင်လာတဲ့အခါအကျိုးကြောင့်ပြောတယ်အခုတိုင်းကြီးပြည်ကြီးသုရဏီပြမရတ်စီကနေပြီးတော့ကေဝပုံသားကြီးရောက်လာတယ်ရွှေလန်းငွေလန်းနဲ့တန်ခင်းတမန်ခင်းသမီးကညာဆက်တာဖို့ဆိုတဲ့အစီအစဉ်နဲ့သူရောက်နေတာတေနကပုံသားကြီးတေနကအမတ်ကြီးပညာရှိကြီးဒီဟာဘယ်လိုသဘောရလဲနော်ဘယ်လိုသဘောရလဲမေးလိုက်တာဟာရှင်မင်းကြီးကိုယ်စီရောက်လာတဲ့ကြက်တည်းဆိုတာမောင်းမထုတ်ကောင်းဘူးဒါတကယ်မင်္ဂလာပဲတရားတစ်ပါးသောမင်းတွေဟာသုရဏီပြောရမင်းကြီးရဲ့လက်အောက်ကိုရောက်သွားတယ်တင်မင်းကြီးတစ်ပါးပဲကြံတော့တယ်ဒါကြောင့်မို့နှစ်ပြည်တော်ရွှေလန်းငွေလန်းဖောက်ဖို့လုပ်တာဟာဒါသိကောင်းတာပေါ့လက်ခံရမှာပေါ့ဘုရင်ကြီးကသဘောကျကျန်တဲ့ပညာရှိတွေမေးပြန်တော့လည်းပဲဟာလက်သာခံလိုက်ပါလက်သာခံလိုက်ပါဒါအလွန်ကောင်းတဲ့လက်လက်ပါပဲတင်မင်းကြီးပေါ်မှာအမှန်တမ်းလေးစားလို့ထီခွင့်ရေးကြီးပေးတာနဲ့ဆိုပြီးပြောပြန်ဘာမှမစင်တာဘူးသူတို့ကအဲ့ဒါလို့ပြောလိုက်တဲ့အခါမှာသူတို့ပြောပြီးတော့ဘုရင်ကြီးကထိုင်းနေတဲ့အချိန်စကားဝိုင်းမှာပြောပြီးတော့တဲ့အချိန်လေးမှာမောဒရာပညာရှိရောက်လာတယ်အခါစားဝင်တဲ့အခါကျတော့မောဒရာပညာရှိကိုသူတို့သေနကတို့အမတ်ကြီးတွေပညာရှိအမတ်ကြီးတွေရဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆင်ញင်သုံးသပ်မှုတွေကိုဘုရင်ကြီးကိုယ်တိုင်ကပါသဘောကျတယ်ဒါလက်ခံတဲ့နယ်တို့တပြည်တော်ရွှေလန်းငွေလန်းတန်ငင်းတမန်ငင်းဖောက်ပြီးတော့နှစ်ပြည်တော်ချစ်ကြည်ရေးသမီးကညာဆက်စားတယ်ဆိုတာရှေ့ခေတ်ကလုံးလေးလှုပ်ထားရှိတယ်ပေါ့ဒါဟာလက်ခံရမယ်လို့ဘုရင်ကြီးကသဘောကျပြီးတော့သူကိုယ်တိုင်လက်ခံထားတဲ့အကြောင်းသို့တော်မောဒရာပညာရှိရဲ့ဆန္ဒကိုသူကမောဒရာရောက်လာတဲ့အခါမှာမေးလိုက်တယ်သန္တံဟိကောဝဘဟိဧကဝပတိသမေတိယေပဏိတာဥတ္တမဘူရိပတ္တာယာနံအာယာနံအထဝပိဌာနံမောဒရာတွန်ပိမတိန်ကရောဟိကဲမောဒရာမင်းရဲ့ထင်မြင်ချက်ပြောပါအောင်တဲ့ထင်မြင်ချက်ပြောပါအောင်တဲ့ကေဝုဏအမတ်ကြီးကတော့အခုလို့လာပြီးတော့သမီးကညာဆက်သမဲ့အရေးကိုလာပြီးတော့စိတ်ဆက်ဆွေးနွေးနေတယ်တို့ဟာအဲ့ဒီသုရဏီပြမရမင်းကြီးရဲ့ပင်စလနိုင်ငံကိုသွားတဲ့မသွားတဲ့လိုက်တဲ့မလိုက်တဲ့ငါသားမင်းဘယ်လိုထင်တယ်လဲမောဒရာကိုမေးတာသူတို့ကတော့သွားတဲ့နယ်လို့ယူဆကြတယ်ပညာရှိကြီးတွေကလည်းသွားတဲ့နယ်လို့အလုံးကယူဆတယ်ဒီလိုလက်မျိုးကိုမပယ်သင့်ဘူးပေါ့နော်ဒါလက်ကောင်းမယ်မပယ်သင့်ဘူးလက်မလွတ်စိတ်နဲ့ပေါ့အခွင့်ကောင်းလက်မလွတ်စိတ်နဲ့ဆိုပြောကြတယ်အဲ့ဒါလို့မောဒရာကိုမေးလိုက်တဲ့အခါကျတော့မောဒရာပါပြောတော့ဆိုဇာနာတိခောရာဇမဟာနုဘဝမဟာပလောသုလဏီပြမတ္တတော်ရှင်မင်းကြီးသိတယ်မို့လားသုလဏီပြမတ္တဆိုတာအလုံးကိုအင်အားကြီးမားတဲ့စစ်တပ်ကြီးကိုပိုင်ထားတဲ့ပုဂ္ဂိုလ်တဲ့အလွန်အင်အားကြီးမားတယ်တရားတစ်ပါးသောမင်းတွေကိုသိမ့်ပိုက်ထားတော့တကူကြီးထွားတဲ့သုလဏီပြမတ္တမင်းဖြစ်တယ်ရာဇာစတံအိစတိမရဏထံမိဂံယထာဩကစရိဏလို့တော့အဲ့ဒီသုရဏီပြမတ္တကြီးကအင်အားအလွန်ကြီးတဲ့သုရဏီပြမတ္တမင်းကတင်မင်းကြီးကိုရွှေလန်းငွေလန်းဖောက်တဲ့ဆိုတာဖြစ်နိုင်မှာမလားတဲ့ခေါ်ပြီးတော့တတ်မလို့သာကြံစီတာဖြစ်ပါတယ်
ဘာနဲ့အလားတရတူတုံးဆိုလို့ရှင်တဲသမင်နဲ့မြားပြီးတော့သမင်ကိုမုတ်ဆိုးကလှန်နဲ့ထိုးတတ်တယ်လို့နော်ပိဿလစန္ဒီဆိုတဲ့တဲသမင်မာလေးကိုပြထားပြီးတော့အဲ့ဒီတဲသမင်မာလေးကိုသဘောကျလို့သွားလို့ရှိရင်တော့အလွန်မိုက်တဲ့သမင်ပူကြီးတို့လှန်ကျက်မိပြီးသိမှာပဲအဲ့ဒါတတ်ဖို့ခေါ်တာနော်တတ်ဖို့ခေါ်တာပဲမိဂံယထာဩကစရေနလှုပ်တော်တကယ်ကိုတဲသမင်နဲ့ထောင်ပြီးတော့သမင်ကိုဖမ်းလေးရှိကြတယ်မုတ်ဆိုးတွေကအဲ့ဒါလိုပဲသမင်ကြီးကိုထောင်ပြီးတော့ဖမ်းတာအဟုတ်မထင်နဲ့ယထာပိမေဇောပလိတံဝင်ကမန္တေနသာဒိတံအာမခိတောနသနာတိမေဇောမရဏမတ္တနောငမြားချိတ်မှာအစာထည့်ထားပြီးတော့ငမြားချိတ်ချလိုက်တဲ့အခါမှာအစာမမောတဲ့ငါဟာငစားကိုသာမက်ပြီးငမြားချိတ်ကိုမမြင်သလိုအာစုပြီးတော့သိခမ်းသလိုတင်မကြီးသွားရင်သိမှာပဲနော်ငါမိုက်ဟာငမြားချိတ်အာကောင်ချိတ်ပြီးတော့သိသလိုပိဿလစန္ဒီဆိုတဲ့ငစားလေးနဲ့မြားပြီးတော့တင်မကြီးကိုခေါ်တာတကယ်ပြီးမှမဟုတ်ဘူးတကယ်ရွှေလန်းငွေလန်းဖောက်ဖို့မဟုတ်ဘူးဧဝမေဝတုဝရသသုလနိယတဓိတရံကာမခိတောနာသနာတိမေသောဝမရဏမတ္တနောငါဟာငစားဟုသာမမောပြီးတော့ငမြားချိတ်ကိုမမြင်တဲ့ငါလိုပဲသင်မင်းကြီးဟာသုလနိပြမရမင်းကြီးရဲ့သမီးကိုမမောပြီးသွားမယ်ဆိုလို့ရှိရင်ဒုက္ခရောက်လိမ့်မယ်ဒုက္ခရောက်လိမ့်မယ်တစေခိစတိပင်စာလံခိပမတ္တံဇဟိတတိမိဂံပန္ထာနုပတ္တံဝမဟန္တံဘယမိတတိမစင်မစားပဲနဲ့ပင်စာလနိုင်ငံသွားမယ်ဆိုရင်သင်မင်းကြီးကိုဘဝကိုဆွန့်လွှဲရတော့မယ်မစင်မကျင်နဲ့တဲသမင်ကိုအစစ်ထင်ပြီးတော့သွားပြီးတဲသမင်နာချင်းကပ်မိလို့ရှိရင်အဲ့ဒီသမင်ဟာမုတ်ဆိုးရဲ့လမ်းကျက်ထိပြီးသေဘေးကိုတင့်နာကြီးပဲဖြစ်တယ်သင်မင်းကြီးမှလည်းကြီးမားသောဘေးရတယ်ရောက်ရှိလာလိမ့်မယ်လို့ဘုရင်ကြီးကိုခက်နှိမ့်နှိမ့်ပြောလိုက်တာနော်ဘုရင်ကြီးကိုသမင်မိုက်နဲ့ငါးမိုက်နဲ့ဥပမာပေးပြီးတော့ဘုရင်ကြီးကိုခက်နှိမ့်နှိမ့်ပြောလိုက်တဲ့အခါကျတော့ဘုရင်ကြီးကစိတ်ဆိုးတာပေါ့တဲဒီကောင်းနော်ဒီလောက်သူ့ကိုပြောရမလားပေါ့စိတ်ဆိုးတယ်စိတ်ဆိုးပြီးတော့ဘာလုပ်တော့ဆိုရင်နေစမ်းမအောင်မင်းကတော်သာထွန်တုံးအကြောင်းသာသိတာနော်ဒီလိုမင်းရေဆိုရေရွှေလန်းငွေလန်းဖောက်တယ်သမီးကညာဆက်တယ်ဆိုတဲ့အကြောင်းတွေမင်းဘယ်ကြားဘူးမှာတော့မင်းကတော်အကောင်အလကားကောင်းတယ်ဆိုပြီးညီကမန်မဲငေါက်ပြီးဒီကောင်လဲပင်ဆွဲပြီးတော့မောင်းထုတ်ကြတာဆိုပြီးအမိန့်ပေးတယ်သို့တော့မောဒရာပညာရှိကယုတ်တည်းရဲ့ဘုရင်နာလေးကနေထပြန်သွားတယ်သူ့မှာမောင်းထုတ်မဲ့လူလေးတယောက်မှမရှိဘူးဘာလို့လဲဆိုရင်လူတွေကသူ့လူတွေကြီးပဲကုန်လို့အဲ့ဒီအခြေအနေမျိုးရောက်သွားတာစဉ်းစားကြည့်လေအဲ့တော့အသိပညာရှိသူနဲ့မရှိသူဟာအလွန်ကွဲပြားခြားနားတယ်ဒါကြောင့်မို့လို့ပညာရှိဆိုတာဟာအရှိကိုမျှော်တာအခု40လောက်ကျန်တာတွေကိုလက်မခံဘူးကျန်တဲ့ပုံကိုယ်တွေကတော့တကယ်ကိုအဟုတ်ထင်ပြီးတော့လက်ခံပြီးဒုက္ခရောက်ကြတာပေါ့နော်အဲ့ဒီအကြောင်းတွေကိုမဟောဒရာပညာရှိကဘုရင်ကြီးကိုနစ်နစ်နာနာပြောဆိုပြီးသူထပြန်ခဲ့တယ်သို့တော့ဘုရင်ကြီးဟာခါတိုင်းလိုမဟောဒရာပညာရှိကိုအမိန့်ထုတ်ပြီးတော့ဖမ်းခိုင်းတာတော့မလုပ်ဘူးဘာကြောင့်လို့ဆိုရင်သူ့ရဲ့ဒုက္ခတွေကိုမဟောဒရာပညာရှိကကယ်ထားတာတွေကလည်းများတယ်တိုင်းပြည်ကိုလည်းအလုံးစီမံနေတာမဟောဒရာဖြစ်နေသည့်အတွက်ကြောင့်သူဟာဘယင်သာဖြစ်တော်လည်းပဲသူ့ခြေသူ့လည်းမဟုတ်တော့ဒါကြောင့်မို့ဖမ်းလို့ဆိုတဲ့အမိန့်ကိုမထုတ်တော့မဟောဒရာပညာရှိကသူ့အိမ်သူပြန်သွားခဲ့တယ်ပြန်သွားပြီးတော့ဒီကိစ္စဖြေရှင်းဖို့သူအကြံထုတ်မယ်ပေါ့ဘုရင်ကြီးကသွားမယ်တကယ်လုပ်ခဲ့တယ်ပေါ့အေးဒီနေရာမှာပညာရှိသူနဲ့မရှိသူဟာအလွန်ကွဲပြားခြားနားတယ်ပညာရှိဟာအနာဂတ်ဘေးကိုကြိုတင်ပြီးတော့မြင်ပြီးကြိုတင်ပြင်ဆင်မှုနဲ့ပြုလုပ်လို့ရှိတယ်
ပညာမဲ့များကြတော့မျက်စိလေးမျက်တောင်လေးတစ်စုံလောက်တင်ကြည့်ပြီးတော့ယုံလွယ်တယ်ဘေးရန်အန္တရာယ်ကိုအန္တရာယ်မှမသိဘူးအဲ့ဒါနဲ့ဒုက္ခရောက်ကြတယ်ဆိုတာကိုတန်ဝေကဖြစ်ပွားအောင်တတိထားကြပြီးတော့မိမိတို့ကိုယ်တိုင်လည်းအရာခတ်သိမ်းကိုအယုံမလွယ်ကြပဲနဲ့အသိပညာနဲ့ဆင်ញင်စဉ်းစားပြီးအရာခတ်သိမ်းမှာဆောင်ရွက်ကြမှာဖြစ်တယ်ဆိုတာတတိထားပြီးပညာပြန်ပွားအောင်ရရှိအောင်ကြိုးစားဆောင်ရွက်နိုင်ကြပါစေကုန်သတည်း